ထိုင်းကြောင်မျိုးရင်း၅မျိုးကိုအမျိုးသားအမှတ်သားအဖြစ်အတည်ပြုလိုက်တယ်လို့ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူစီရီပွန်ကမနေ့ကပြောကြားကြောင်းထိုင်းသတင်းကဖော်ပြပါရယ်အမျိုးသားအမှတ်သားကော်မတီရဲ့အဆိုပြုချက်အရအစိုးရအဖွဲ့ဟာဇာတိရင်ထိုင်းကြောင်မျိုးရင်း၅မျိုးကိုအိမ်မွေးတရိတ်ဆန်အမျိုးအစားမှာထိုင်းနိုင်ငံရဲ့အမျိုးသားအမှတ်သားအဖြစ်သတ်မှတ်ဖို့အတည်ပြုလိုက်တာပါဒီကြောင်မျိုးရင်းတွေကိုကာကွယ်ထိန်းသိမ်းစောင့်ရှောက်ဖို့ပံ့ပိုးရန်နဲ့ထိုင်းနိုင်ငံရဲ့ဖန်တီးမှုဆိုင်ရာစီးပွားရေးကိုမြင့်တင်မှုရည်ရွယ်တယ်လို့ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူစီရီပွန်ကပြောပါရယ်အမျိုးသားအမှတ်သားဖြစ်အတည်ပြုလိုက်တဲ့ထိုင်းကြောင်မျိုးရင်း၅မျိုးကတော့စူပါရက်ဂျီနီယောင်ကြောင်ကိုရက်စီဇဝတ်ကြောင်ဝီရှာမတ်ဆိုင်ရန်ကြောင်ကိုင်ရှာအနက်ရောင်ကြောင်နဲ့ခေါင်မာနီအဖြူရောင်ကြောင်မြတ်ရတနာကြောင်တို့ပဲဖြစ်ပါတယ်ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူစီရီပွန်ကအစိုးရအဖွဲ့ဟာ1964ခုနှစ်နဲ့2024ခုနှစ်အတွင်းမှာဆင်ကိုအမျိုးသားတရိတ်ဆန်အဖြစ်ဆိုင်ရန်တိုက်ခိုက်ရေး၅ကိုအမျိုးသားရင်းနေတတ္တဝအဖြစ်နဂါးကိုအမျိုးသားဒရာရီတာတတ္တဝအဖြစ်နဲ့ထိုင်းအယုသွေးပေးခြင်းကိုအမျိုးသားနှုတ်ဆက်ခြင်းအဖြစ်သတ်မှတ်ကပြုလုပ်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။